Mahni mute amuya takuti, Mayinja de Sella Deoye, Eshimu Piare. Meanwhile, Janome Kimoma, Sezuni Magni, Dujon take up the two Yari home, Magni the Mari of Mewini with Chimar. So Leshimaris, a young the mother of Memiaga, Kuya Yawago, the outsouti switch up to us in nine there, a mother pool, Luli Shijavar, Taro Castamago, Munin, a muya the pool low like that. So I did get the now, a young Mari Papa, Bolumu to Piam Lesuria, or the Bidu Hama, Shimia from Akibar. She needed him, a young with Mari Paumba and a blue if young child to drop Mimiaga, go here, PC, Sila, Mira, if you can't keep your child away, Pipi. Maluchino customer, Piam, your Chagera, Dilumu Chin, Kuma, a young commander of Mimiaga, say to the dead, or that to the dead, and nails on Machita among Yanatonian Hedapona. Dilumu, Loya di Genoria, a young my Sayago, who also tis sweet chat to us in Sura, Matila Medica that they gave Peter Pare. So the Chino Grujo Piam Lesura, General Savio Pipam, customer yoga, Luchino, the Logamlu, other Logam, who yet Prodago. Pian Villa Chagre, one can like Bolore, one can like this Suraka, go every seagull to me check Gusura, Macamus or one can move your amobine, to net Tatare Pian is only Mulova, Piroma, Palocha Chile Sura, Mebo Suraga, Tuna Cune Tatare Pieto Lore, Tuna Cune Sanima Pietoin, and it is an art fishing on me. Mosing. To a PC or Chagre, one PC or Chagre, a coach in the room, Hobo, Monty the room, Hobo, DPC, the gay Congress Raga, to no one sending a Pietabi. As we Tatare Mapito, Mapito Pisino cut out house solo general. Parmaso and Nene, one Kayame, Pilushi, to no one Tatare Pion disarm. That's when to net to do yeti like that. Code a copura lacane, General Pamaku, Piamle, Dilomu, need how Piamiro disorder. So Adomu. အနေထားတစ်ခုရောက်ပြီးမှနောက်ထပ်ဖြည့်ရှင်းမဲ့အရာတွေကိုကိုကပြောပြလို့ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေကစိတ်မျိုးမျိုးရှိတယ်။ကိုယ်ဆိုင်ကပြည်စီစေးတော်တယ်ကောင်းတယ်ဘလို့ပဲဖြစ်နေပါစေ။ကိုယ်ဆိုင်ကပဲအကုန်လုံးလူတွေကမဝင်နိုင်အောင်။အရှိမစေးအောင်စေးခန့်ရှိတယ်။ကိုကတော့စေးဆိုင်လေးဖွင့်တာ။ကိုကစေးဆက်တာတော်လို့ဘယ်လိုပြောမလဲ။ဒီယောဂနဲ့စေးနဲ့တဲ့အောင်ကိုကဆက်ပေးနိုင်တော့ကိုကကောင်းနေဆိုရင်လူတွေကကိုယ့်စီမှာအကုန်လုံးလာဝင်ပြီးတော့အရှိကစေးုံစေးခန်းကစေးဆိုင်ကမယောင်းရတော့ဘူးဆိုတော့မဖြစ်သင့်ဘူးပေါ့ဒီလိုအခြေအနေမျိုးလည်းဘယ်တော့မှဖြစ်မှာမဟုတ်အဲ့တော့ကိုယ့်စီမှာဝေတဲ့လူရှိမယ်ကိုယ့်စီမှာမဝေတဲ့လူရှိမယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးအခြေအနေတစ်ခုမှာအရှိတရားကိုလက်ခံလိုက်ခြင်းအပြင် customer အများစုကကိုယ့်စီမှာလာပြီးတော့စုဝေးရာနေရာတစ်ခုအဖြစ်ပြောင်းလဲသွားတယ်ဒါကြောင့်ကိုယ့်စီကမဝေတဲ့အပူတွေအမတွေစိတ်မကောက်ဖို့လိုတယ်ငါစီမှာဒီလိုကောင်းမွန်တဲ့ပစ္စည်းတွေဒီလိုဝန်ဆောင်မှုကောင်းတဲ့အရာတွေငါစီမှာရှိတယ်ဆိုတာကိုချပြခွင့်ရလိုက်တာကိုရဲ့လုံရက်ကအောင်မြင်မှုဆိုတာကိုစိတ်ကိုလွတ်ချပြီးသတ်မှတ်လို့ရတကယ်တော့ high end ဆိုတဲ့အယောင်လောကမှာသုံးတဲ့အစင်းမြင့် view ဟာတခုရှိတယ်အဲ့ဒါတော့ customer ကိုအတင်းထိုးရောက်တာမဟုတ်ဘဲနဲ့ကိုတိုင်ကဝေသူနေရာကနေပြီးတော့ decision maker နေရာကိုရောက်သွားအောင်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ရွေးချယ်ခွင့်ပေးလိုက်တာဖြစ်တယ်ရွေးချယ်ခွင့်ကိုသူ့လက်ထဲကိုအပြည့်အဝထည့်လိုက်တဲ့အခါမျိုးမှာ customer တွေကကိုယ့်ဘောအပြည့်အဝယုံကြည်လာပြီးတော့နောက်ဆုံးမှာကိုယ့်စီကပြန်ဝင်လာကြတာပုံများပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကမထင်ရဘူးဆိုတဲ့အမူအရာကအစအရင်ကိုသတိထားဖို့လိုပါတယ်အနှစ်ချုပ်ပြောရရင်တော့ဗျာပစ္စည်းတစ်ခုကို customer ကိုအတင်းထိုးရောက်လာမှာမဟုတ်ဘူးစိတ်ချင်းဆက်တွေဖြစ်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အယောင်သမားကောင်းတစ်ယောက်ရဲ့ရင်းကျက်လာတယ်လေရောင်းအားကအနောက်ကလိုက်လာလေပဲအခြေအနေတစ်ခုပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးရုပ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခုမှာမနှိမ့်မြတ်တဲ့အမူအရာတစ်ခုစီမရင်ကျက်တဲ့ဆယ်လာတယောက်ရဲ့အရှင်ကိုပြတယ်အဲ့တော့ရင်ကျက်လာလေရောင်းအားကအနောက်ကနေလိုက်လာလေဆိုတော့ကျွန်တော်သိဖို့လိုတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်တကယ်အသုံးဝင်မယ်ဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုဖိုင်တွေကိုစောင့်ကြည့်လို့ရအောင် follow လုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့အောင်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ခင်မောင်